ဒါလေးကတော့ Airtel Broadband Wi-Fi စလေးဖြစ်ပါတယ်နော်သူကဝယ်သူရှိကြမှာပါကင်လေးကိုဒီလိုလေးဖောက်ပြီးတော့ဆက်နံပါတ် serial နံပါတ်ဖုန်းနံပါတ်နဲ့မှတ်ပုံတင်ရှင်းနောက်ပိုင်းညာနဲ့ location ပိုင်းညာနဲ့ဆက်လေးကို edit စလုပ်ပေးပါတယ်နော်သူကဘယ်လိုလဲဆိုတော့သူ့ရဲ့စက်က limited ပေါ့နော် limited 2 လစာပါပေးထားပါရှင်အဲ့ဒါကိုမှ50 Mbps နဲ့ဆိုရင်2 သိန်းကျပါမယ်ရှင်30 Mbps နဲ့ဆိုရင်2 သိန်း2 တောင်ကျပါတယ်ရှင်50 Mbps နဲ့ဆိုရင်တော့ line ဆွဲလေးနဲ့ line ဆွဲ 50 Mbps နဲ့30 Mbps က line ဆွဲလေးပဲကွာပါမယ်နော်50နဲ့ဆိုရင်ဖုန်းလို့ရင်းနေနဲ့30 Mbps နဲ့ဆိုဖုန်းလို့ရင်းများချိတ်ပြီးတော့ကျွန်တော်အသုံးပြုလို့ရပါမယ်ရှင်သူက location unlock လာဆိုတော့ location unlock တော့မဟုတ်ပါဘူးရှင်သူ့ရဲ့တိုင်းနဲ့ကွာမှာပေါ့နော်မကွေးတိုင်းဆိုရင်မကွေးတိုင်းတိုင်းလုံးသုံးလို့ရပါမယ်ရှင်ပခုတ်ကူမျိုးလည်းဆိုရင်လည်းပခုတ်ကူတစ်မျိုးနဲ့လည်းသုံးလို့ရပါမယ်ရှင်အိမ်မှာဆိုရင်အိမ်မှာသုံးလို့ရပြီးတော့မနက်ခင်းဆိုင်သွားတဲ့အခါမှာလည်းဆိုင်မှာတည်ဆောင်ပြီးတော့သုံးလို့ရပါတယ်ရှင်လိပ်စာလေးကတော့ပခုတ်ကူမျိုးပါပါရှင်ဖုန်း